ကောင်းမလေးတယောက်ကကြောင်လေးတစ်ကောင်ကိုဆွဲလိုက်တာပေါ့အန်အော်စရာကောင်းတာကအဲ့ဒီကြောင်လေးကအသက်ဝင်လာတာပဲမိဖုရားကောင်ကြီးကလည်းသူ့ကြောင်လေးပြန်လာလို့အယမ်းကိုပျော်နေတာပေါ့အဲ့ဒီခါမှာကောင်မလေးကသူ့ပုံလေးဆိုအသက်ဝင်လာအောင်လုပ်နိုင်တယ်ဆိုတာကိုသိလိုက်ရတာပေါ့မိဖုရားကောင်ကြီးကလည်းသူ့သားတော်ရဲ့မေလုံးကိုကူပေးဖို့ကောင်မလေးကိုပြောတာပေါ့ဒါနဲ့ပဲကောင်မလေးကရှားဖားဆေးပင်တစ်ပင်ကိုဆွဲလိုက်တယ်မျက်မရင်ကလည်းအဲ့ဒီဆေးပင်ကိုတုံးလိုက်တော့သူ့အမြင်အာယုံကပြန်ရလာခဲ့တာပေါ့လူတိုင်းကတော့ကောင်မလေးကိုသူတို့ရဲ့ကံကောင်းခြင်းကျေမင်းလို့ကိုယုံကြည်နေကြတာပေါ့ဒါပေမဲ့ရက်အနေငယ်ကြာတော့ကတော့သူကဆင်းရဲတဲ့တောင်ရန်စားတောက်သူလေးတယောက်ပဲရှိသေးတာသူ့အမေအတွက်ပေါက်စီတစ်လုံးရဖို့တော်တော်လေးယုံကန်ခဲ့ရတာပေါ့ဒါပေမဲ့သူပြန်ရောက်လာချိန်မှာတော့သူ့အမေကစားလောင်မှုကြောင့်တေဆုံးနေပြီလေအဲ့ဒီချိန်မှာအဘွားအိုတယောက်ကသူ့ကိုတွေ့ပြီးဆွေမျိုးတွေများရှိသေးလားလို့မေးလိုက်တာကောင်မလေးကလည်းငိုပြီးသူ့မှာဖေဖေရှိတယ်လို့ပြောပြတာပေါ့အမတ်တရားပစ္စည်းတစ်ခုကိုပါထုတ်ပြလိုက်သေးတယ်အဖွားအိုကတော့သူ့ဖေဖေကမင်းသားတစ်ပါးဖိနေမှန်းသိလိုက်ရတော့တော်တော်လေးကိုအံ့ဩသွားတာပေါ့ကောင်မလေးကလည်းသူ့အမေအလောင်းကိုဆွဲပြီးမင်းသားအိမ်ကိုရောက်သွားခဲ့တာပေါ့ဒါပေမဲ့မင်းသားကတော့သူကဘယ်လိုမှနှိမ့်ကြတဲ့မိန်းမကိုလက်ထက်ခဲ့ဖူးတာမဟုတ်ဘူးလို့ပြောလိုက်ကပြီးတော့သူကသူ့ရဲ့လက်ရှိဇနီးနဲ့တမီကိုခေါ်ပြီးထွက်သွားပါလေရော့အဖွားအိုကလည်းကောင်မလေးကိုတော်တော်လေးတနာသွားလာပေါ့ဒါပေမဲ့သူကလည်းစင်းရဲတာဆိုတော့ကောင်မလေးကိုမဆောင်ရှောက်နိုင်ခဲ့ဘူးဒါနဲ့ပဲကောင်မလေးကိုပေါင်းမုံတစ်ချက်ဖေးပြီးထွက်သွားခဲ့တော့တာပေါ့ကောင်မလေးကတော့တော်တော်လေးကိုစိတ်ပြက်အားငယ်နေခဲ့တာပေါ့အဲ့ဒီချိန်မှာပဲဘယင်ကန်ကဖြစ်လာတာပေါ့သူကနန်းတွင်းမှာအိုစာအာနာစီတဲ့သူတယောက်ပဲလိသူကလည်းစင်းရဲနေတဲ့ခလီမလီကိုတတိထားမိသည်သူ့အမိကမြေးမလေးလိုချင်နေတာကိုတွားတတိရမိတာပေါ့ဒါနဲ့ပဲသူကကောင်မလေးကိုမင်းဖီဖီလိုချင်လားလို့မေးလိုက်တာပေါ့သူကသူ့ဖီဖီဖလပီနိုင်တယ်လို့ပြောခဲ့တာပေါ့ဒီချိန်မှာပဲနန်းတော်ထဲမှာတော့မိဖုရားကောင်ကြီးကတော်တော်လေးကိုဒေါသထွက်နေတာသူကမြေးမလေးပဲလိုချင်နေတာကိုသူ့သားတွေကမြေးယောက်ျားလေးတွေပဲမွေးပေးနေလို့လေအဲ့ဒီနောက်ဘယင်ကန်ကကောင်မလေးကိုနန်းတော်ထဲကိုခေါ်လာခဲ့တာပေါ့မိဖုရားကောင်ကြီးကကောင်မလေးကိုမြင်မြင်ချင်းပဲသဘောကျသွားလားမြေးမလေးအဖြစ်နဲ့လက်ခံလိုက်ပါတော့တဲ့အစာပိုင်းမှာတော့ဘယင်ကန်ကကောင်မလေးကိုတိတ်ပြီးဂယုမဆိုင်ခဲ့ဘူးသူ့အမေစိတ်ကျေနပ်အောင်လို့ပဲမွေးစားခဲ့တာပေါ့ဒါပေမဲ့မိဖုရားကောင်ကြီးကတော့ကောင်မလေးကိုယတနာတပါးလိုကိုသဘောထားခဲ့တာဒီနေ့ကျတော့ပန်းကြီးစရာတယောက်ကမိဖုရားကောင်ကြီးရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ကြောင်ပုံတူကိုယူလာခဲ့တာပေါ့ကောင်မလေးကအဲ့ဒီကြောင်ပုံတူမှာနှုတ်ခမ်းမဲတစ်ချောင်းမပါတာကိုသတိထားမိတာပေါ့ဒါနဲ့သူကစိုးတန်တစ်ချောင်းကိုယူပြီးထပ်ဖြေဆွဲလိုက်တယ်ရုတ်တရက်ဆိုးသူလိုပဲပုံထဲကကြောင်လေးကအသက်ဝင်လာပါလိရော့အဲ့ဒီချိန်မှာပဲနေဆက်ကနေတရင်ဆိုးတွေရောက်လာခဲ့တာပေါ့တစုံတယောက်ကသူတို့ရဲ့တိုက်ပွဲအစီအစဉ်တွေကိုဖောက်လိုက်လို့ပဲစစ်တပ်ကရှုံးနေနေခဲ့တာဘယင်ခံကလည်းအဲ့ဒီအကျဲအသေးကိုဖြေရှင်ဖို့ချက်ချီမဲ့ထွက်သွားခဲ့တာပေါ့ကောင်မလေးကသူ့ဖေဖေထားစိတ်ပူနေတာပေါ့အဲ့ဒီခါမှာသူကအကြောင်ပြောတာတွေကိုနားလည်နိုင်တယ်ဆိုတာကိုသိလိုက်ရတယ်ကြောင်ကသူ့ဦးလီနဝမအမင်းသားတယောက်တည်းကပဲဒီပြဿနာကိုဖြေရှင်းနိုင်မယ်လို့ပြောပြတာပေါ့လွန်ခဲ့တဲ့3နှစ်အကြာကတော့မင်းသားကသူ့ရိုးတယောက်ကြောင့်စစ်ပွဲတစ်ခုကိုရှုံးနေခဲ့ရဖူးတာအဲ့ဒီကလေးကသူကမျက်မရင်ဖိဖိတေးချင်းစိတ်တွေပေါက်နေတာပေါ့ကြောင်ကမင်းသားကကိုအဆုံးစီရင်တော့မယ်လို့ပြောပြတယ်သူကိုတားဖို့ကောင်မလေးပဲလိုအပ်ခဲ့တာပေါ့ကောင်မလေးကသူ့သားကိုသူ့လက်ပလားနဲ့စုပ်ကိုင်ထားလိုက်တယ်သူ့လက်ကသွေးနေထွက်လာပြီးမြဲလေသူမကမလွတ်တမ်းစုပ်ကိုင်ထားခဲ့တာမိဖုရားကောင်ကြီးနဲ့ဘယင်ကန်တို့ကလည်းအချိန်မီရောက်ရှိလာခဲ့ကြတာပေါ့နဝမအမင်းသားလည်းရပ်တန့်သွားခဲ့တာပေါ့နောက်ပိုင်းမှာတော့ကောင်မလေးကသူ့ဘေးမှာအမြင်ရှိနေပြီးခဲ့တယ်လူတွေကသူ့ကိုသူ့ရဲကောင်းတယောက်အဖြစ်ပဲမြင်နေကြတော့မယ်လို့လည်းပြောပြခဲ့တာပေါ့နောက်ဆုံးတော့သူကစေကူတာမှုခံယူဖို့သဘောတူခဲ့တာပေါ့ဒါပေမဲ့သူ့မျက်လုံးကိုကူတာဖို့ရှားပါဆေးပင်တပင်လိုအပ်နေတာပေါ့ဘယ်သူမှလည်းပိုင်ဆိုင်ထားတာမရှိဘူးအဲ့ဒီခါမှာကောင်မလေးကသူ့ဆိုတန်ကိုယူပြီးဆွဲလိုက်တာပေါ့ဆေးပင်ကပေါ်လာခဲ့တာပေါ့နဝမအမင်းသားရဲ့မျက်လုံးကြီးလည်းပျောက်ကင်းသွားခဲ့တာပေါ့သူကစစ်တပ်ကိုဦးဆောင်ခွင့်ပြုဖို့တောင်းဆိုခဲ့တယ်တလားအတွင်းမှာပဲသူကစစ်ပွဲကိုအောင်မြင်စွာအနိုင်ယူခဲ့ပါတော့